အဲ့ဒီခေမပေါ့မိန်းမတို့သဘာဝအတိုင်းပဲငွေပြရင်ငွေခင်းတယ်ရွှေပြရင်ရွှေခင်းတယ်ဖန်ပြရင်ဖန်အဲ့လေဟုတ်ဖန်စီလေးတွေလည်းကြိုက်တက်တယ်နှစ်တက်တယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကိုကြည့်ရှုနေကြတဲ့ညီကိုမောင်နှမများအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်ကတော့စာပေနဲ့ဘူးသူရတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ချစ်ဘူးမြန်မာစာပါကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ပေးသွားကြအောင်ခင်ဗျာစာပေနဲ့ပတ်သက်ပြီးတော့တင်သမျှသိရှိရအောင်လဲဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါခင်ဗျာအားလုံးပဲမင်္ဂလာပါဗျာကဲဒီနေ့တော့ခေမဒုက္ခပေးလုံးတဲ့အကြောင်းအပိုင်းနှစ်ကိုလိုင်းထစ်နဲ့တင်ပေးလိုက်ပါစေပြောမှသာပြောရတယ်ကိုပေါင်ကိုလှန်ထောင်းနေရတယ်လို့ပါပဲမပြောလို့ကလည်းမဖြစ်မထူးတော့ပါဘူးလေနည်းနည်းလေးတော့ကက်ထက်လိုက်အောင်နည်းနည်းတော့ရှက်သားဗျဟာကြားပါတယ်လေရှက်နဲ့ပဲမောင်းခတ်လိုက်အောင်မပြောခေမလေခေမအဲ့ဒီခေမပေါ့မိန်းမတို့သဘာဝအတိုင်းပဲငွေပြရင်ငွေခင်းတယ်ရွှေပြရင်ရွှေခင်းတယ်ဖန်ပြရင်ဖန်အဲ့လေဟုတ်ဖန်စီလေးတွေလည်းကြိုက်တက်တယ်နှစ်တက်တယ်ဒါမိန်းမတို့ရဲ့သဘာဝမိန်းမတို့ရဲ့သဘာဝအတိုင်းသူကြတော့လှကျင်တိုင်းလှအောင်ပြင်းနေသူ့အမကျွန်တော်မိန်းမစီကမိတ်ကက်ကြီးနဲ့ထိတ်ကြီးကွက်အောင်လဲပြင်တက်တဲ့ပြောအဲ့လောက်ထိအလှပါကြိုက်တတ်တာအမေသူ့ကြောင့်ကို့မှာအယက်သမားပြားဘဝနဲ့တဝမ်းတစ်ခါနားကားနေရတဲ့ဘဝပါဗျာကဲမထူးတော့ပါဘူးဗျာပြောလဲစားနေပဲနည်းနည်းလေးတော့ဖိတွေ့လိုက်အောင်ပါပဲဘယ်ရမလဲကိုကလေဒစ်စကိုအေးပေပဲဗျတကယ်တော့ခေမဆိုတာစိတ်ငကက်ရောင်နဲ့ပါးပြောင်ကျင်နေတဲ့လူမျိုးဗျကြက်တူရွေးကတော်တော်မဲဘော်ကကဲဆိုသလိုပေါ့ဗျာမလီတခါတလေညှုတုတဲ့ကျွန်တော်တို့ယောက်ျားဒုကြီးတစ်ခုလုံးကိုဖြုံသွားအောင်လဲမာယာကမြားသေးအခုပဲကြည့်လေလုတ်ပုံကအပြိုလေးမို့အလှပကြိုက်တာမဆန်းပါဘူးဗျဆန်းလာကဒီလိုကို့မှာမိန်းမကတဝင်တူတော့ညစာမရေးရတဲ့အချိန်လေးပဲရေးပြန်တော့လဲစာရေးကကျဲရေးကျဲပေမဲ့လည်းရေးမြဲရေးနေတဲ့စာအုပ်တိုက်တွေဂျာနယ်တိုက်တွေကနည်းနည်းပါရှိသေးတော့ကျွန်တော်စာမူကလေးတွေဟိုတိုက်ကနည်းနည်းဒီတိုက်ကနည်းနည်းနဲ့ငွေလေးအသေးအဖွဲရလာတာပေါ့ဗျာအဲ့ဒီငွေအသေးအဖွဲလေးထုတ်လာတာကိုပဲကျွန်တော်အိမ်ပြန်ရောက်ရင်ထညက်ခဲနာပရွက်စိတ်များလာအောင်တယ်လို့ပဲဗျအမေခဲမကျွန်တော်ဘေးနာကတ်လာပြီကိုကြီးဆိုပြီးတော့ညာဖြီးပြီးလာချွဲတာအမလီဘလောက်များချွဲတယ်လဲဆိုရင်တယောဘုံတွေအောက်ကငရှင့်ကိုဆက်ပြာစီတုပ်ပြီးလိုက်ဖမ်းနေရတယ်လို့ပါပဲဗျာကျွန်တော်လဲခေမလေးချွဲတယ်ဆိုတော့ဘယ်နေတာတော့မတော့ခေမဆိုတာကလည်းညီမပဲမဟုတ်လားကဲညီအဲ့လောက်ချွဲပုံထားရင်ညီကဘာလိုချင်နေလို့တော့ကျွန်တော်ကအဲ့ဒါလို့မေးတော့အမေဘာပြောတယ်မှလဲမမသုံးတဲ့ဟိုဘဲလာဆိုလားဘာဘဲလာဆိုလားအဲ့ဒီမိတ်ကလေးဝယ်ခြင်းလို့တဲ့ဟဲ့နေမိတ်လင်ဘဲလာမှာလားနေတို့အပြိုတွေလာတာမလာတာတော့ငါမသိဘူးငါမိမဘဲမလာခိုင်းနဲ့အမေဘဲလာလို့ပါဟာဘဲလာဈေးကြီးပါလေဆိုအဲ့ဒါကဈေးကြီးတယ်ဟာငါတော့နေအမအတွက်မရှိတာချွတ်ပေါင်ပြီးဝယ်ပေးရတာကိုကြီးတော့ဟဲ့ငါပြောတာကငါလက်စွပ်လေးကိုချွတ်ပေါင်ပြီးဝယ်ပေးတယ်ကိုပြောတာဟာမရဘူးဝယ်ပေးဆိုတာကြီးပဲလုံနေတော့မတက်နိုင်ဘူးလေကိုမပါလာတဲ့ရှီစုမဲ့စုတွေကပဲမိမကိုအိမ်စရိတ်လေးနည်းနည်းပါအပ်ပြီးတော့ကိုအတွက်နေညိုရင်လေးပြိုဖို့ခြံထားတဲ့ဟာထဲကပဲဖဲ့ပေးလိုက်ရတာပေါ့ဗျာတော်လိုက်ကန်းဆုံးမသိတဲ့ခဲမအခုတော့ကိုရက်ဖိုးလေးထဲကတော့အစ်စ်ပါသွားပြီကို့မှာအရက်ကလိုသလောက်မရတော့ရည်ချင်းကမကြိုက်တော့ဘူးတော်ကိုဒုက္ခပေးတဲ့ဟာမပါဗျာ
ရက်သမားတယောက်ရဲ့အသက်ကရေချိန်ကိုက်အောင်တောက်ဖို့ပဲမဟုတ်လားမစိုးမပို့လေးတောက်ပြီးရေချိန်မကိုက်တဲ့အခါမှာဘလောက်ကိုလိုကလန်ဖြစ်ပြီးဒုက္ခများတယ်ဆိုတာကျွန်တော်တို့အရက်သမားတို့ကြီးကလွဲလို့ဘယ်သူမှမသိနိုင်ပါဘူးဗျာဒီမဲ့ဒီလိုဒုက္ခမျိုးဆိုတာကိုယမကာလူလင်အချင်းချင်းပဲစာနာတတ်တာကိုမိန်းမလည်းမစာနာဘူးအမလေးခဲမဆိုဝေးရောပေါ့ဗျာဝေးရောဟမ်အခုဒင်းလို့ကိုမှဒီတခါလဲရေချိန်မကရတဲ့ဒုက္ခခံရပြန်ပြောရမယ်ဆိုရင်တော့ကျွန်တော်မှဒီလိုဒုက္ခကခဏခံနေရတာဗျာကြာလာတော့ကိုလည်းအရက်ဘေးဒုက္ခတဲ့ဖြစ်တော့မှာဗျဒါကြောင့်ကျွန်တော်လည်းစဉ်းစားတယ်ဘယ်ရမလဲလေဒစ်ကိုအေးဘေးကိုဒီလိုလုပ်လို့ဘယ်ရဒါကြောင့်မို့ကျွန်တော်လည်းမထူးတော့ဘူးဆိုပြီးတော့ဒီခဲမအိမ်မှာမရှိရင်ပြီးတော့ဆိုပြီးတော့ထွေးငယ်ကိုဟိုဘက်ရကသေးကြွယ်နဲ့ပေးသားမှုကျွန်တော်လည်းပြေလွှာလောက်ရတော့တာပါပဲဗျာဟုတ်ကဲ့မင်္ဂလာပါအပိုင်း3ကိုလည်းဆက်လက်စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့လိုပဲစာပေချစ်မြတ်နိုးတန်ဖိုးထားတဲ့အခြားသောမိတ်ဆွေတွေသိရှိနိုင်အောင်လဲ share ပေးသွားကြပါအောင်လို့မေတ္တာရက်ခံပါတယ်ခင်ဗျာစာပေချစ်မြတ်နိုးတန်ဖိုးထားသူများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ